ကဲမင်္ဂလာပါဗျအမတ်လေးလမ်းမကြီးဘေးကျွန်တော်တို့ရွှေပြည်သားအမတ်လေးလမ်းမကြီးဘေးကိုဈေးနှုန်းချိုတာနဲ့ဧကကွက်ရှာနေတဲ့လုပ်ငန်းရှင်မိဘပြည်သူညီကိုမောင်နှမများအတွက်ကိုကျွန်တော်ဒီနေ့အမတ်လေးလမ်းမကြီးဘေးမှာ3ဧကကျယ်ဝန်းနဲ့လမ်းမကြီးဘေးတင်မြေကွက်ကလေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့အမတ်လေးလမ်းနဲ့ဒီရက်ထဲမှာအမတ်လေးလမ်းမကြီးမေးတင်ကိုအဝယ်တော်ကြီးများမေးနေကြတဲ့အမတ်လေးလမ်းမကြီးမေးတင်3ဧကကျယ်ဝန်းနဲ့မြေကွက်ကလေးကျွန်တော်ပြပေးမယ်ဒါမြေကတော့ရွာမြေဖြစ်ပါတယ်ခင်ဗျအခုဒါအမတ်လေးလမ်းမကြီးနော်အမတ်လေးလမ်းမကြီးပါဒါတော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်မက်ဆီဆိုင်ရှိပါတယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင်တော့ green field ဆက်ရုံကြီးရှိပါတယ်အခုကျွန်တော်ပြသပေးမှာကဒီအကွက်ပါအမတ်လေးလမ်းမကြီးမေးတင်ကိုမျက်နှာသာပေ90ပါမယ်မျက်နှာသာပေ90ပါမယ်အဲ့ပေ90ကနေပေ100အထိကဒါဝင်ပေါ့3ဧကထဲမှာအဲ့ဒီပေ100အထိ3ဧကတွက်ထားတဲ့အထဲမှာမပါဘူးဒါ3ဧကထဲမှာပါတဲ့ပေ90ဝင်ပေါ့အဲ့ဒီပေ90နဲ့တစ်ဆက်တည်းဒီနောက်မှာကျွန်တော်တို့က3ဧကကျယ်ဝန်းနဲ့ရွာမြေစစ်ရမှာဖြစ်ပါတယ်ရွာမြေစာရွက်စာတမ်းပြည့်စုံပေးမှာဖြစ်ပါတယ်ဈေးနှုန်းကတော့တော်လေးသက်သာပါတယ်အမတ်လေးလမ်းမကြီးမေးတင်မြေကွက်ရဲ့ဈေးနဲ့ရှင်းမယ်ဆိုရင်တော်လေးသက်သာပါတယ်ဘာကြောင့်သက်သာလဲလို့မေးရင်တော့လမ်းမေးတင်မျက်နှာပွင့်ကပေ90ပဲပါတဲ့အတွက်လမ်းမေးတင်မျက်နှာပွင့်နည်းနည်းအားနေလို့ဈေးချိုတာနဲ့ရောင်းပေးတာဖြစ်ပါတယ်အဲ့တော့လူချင်းမင်းတို့စက်ရုံဆောက်မလားဂိုဒေါင်ဆောက်မလားလုပ်ငန်းစီးပွားရေးလုပ်ငန်းကြီးများအတွက်ကြိုက်နှစ်တက်ရအစာအုပ်ဆောက်လုပ်ခွင့်လုပ်ငန်းလုပ်ကိုင်ခွင့်ရွာမြေဖြစ်တဲ့အတွက် transfer ရှောက်ခွင့်နေရအစရရှိမှာဖြစ်ပါတယ်ဒါလေးမိတ်ဆက်ပေးတာပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကဲဒီအကွက်ကလေးလိုချင်နေဆိုရင်တော့ဒါကျွန်တော်ဖုန်းလူကြီးမင်းတို့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းကျွန်တော်ဖုန်းနံပါတ်ကလေးဆက်သွယ်ပြီးတော့ဒီရဲ့ဈေး